ဘဝဆိုတာဟာအချိန်နဲ့ဖွဲ့စည်းထားတာအဲ့ဒီအချိန်ကိုတမိုးထားလေလေဘဝတမိုးကြည့်လေလေဘဝဒီအချိန်နဲ့ဖွဲ့စည်းထားတာဘဝကိုတမိုးထားရင်အချိန်ကိုတမိုးထားဒီတိုင်းထားရတဲ့ကုန်းသွားတာဟုတ်လားဒီတိုင်းသွားလိုက်တော့အချိန်ကရက်နေတယ်မရဘူးမင်းအရွယ်ကပိတ်ထားလို့ရတယ်ဆက်ရှင်နေရွယ်ပိတ်ထားလို့ရတာဘူးဒီတိုင်း19 20ဖြစ်သွားတာအဲ့တော့လူတယောက်မှာတကယ်ကိုတန်ဖိုးရှိစေခြင်းကိုယ့်ရဲ့အချိန်ကိုတန်ဖိုးထားရတယ်အဲ့လူတယောက်ရဲ့အကဲကိုဖျက်ချင်လို့ရှိရင်လည်းသူ့အချိန်ကိုဘယ်လိုသုံးတယ်လဲဆိုတာသတိထားနားလည်နော်ကိုယ်အိမ်အောင်ပဲဆိုရယ်ဆိုတော့ဘယ်ယူဇာရေးတယ်ဆိုတာသူများအငှားရေးခိုင်းတယ်ဖြစ်တာပဲသူကသူရေးတယ်ဖြစ်တာပဲဟုတ်လားမင်းကိုချစ်ပါလေဘာညာဆိုတာဒါအတိပြတာပဲဟိုယူဇာစာထဲမှာခက်ကြမ်းကြမ်းစာတော့ဟိုးတောင်တွင်းကြီးရဲ့ပဲနောက်ဘက်ကမျိုးစစ်ဆိုတာမှရဲဘော်မျိုးခစ်တုံးကယူဇာစာရေးတယ်တွေ့တာပဲအဲ့ဒီကတော့တစ်မျိုးပေါ့လေမောင်ကိုချစ်ရင်ချစ်ပါမချစ်ရင်ရွာမီးနဲ့ရှုပါအဲ့ဒါရှိချင်တော့ရှိမှာပေါ့တော့သဘောပြောချင်တာကအဲ့ခုနကပြောယူဇာသာရေးပြီးဆိုရင်အဲ့လိုလားအဲ့တော့အကုန်လုံးကဘာလဲပါလားအလင်ဟာတွေနဲ့ပါလားခုနကအရှိကနေမင်းကြီးဖြစ်လာတာဒါအလင်ဟာတွေပဲဟုတ်လားအလင်ဟာကလူကိုသိသွေးဆောင်တာအဲ့သွေးဆောင်တဲ့ခါကျတော့အလင်ဟာကောင်းတိုင်းယူဇာသာရေးကောင်းတိုင်းတော့ကြိုက်လို့ဖြစ်မလားသူ့အချိန်ကိုဘယ်လိုသုံးလဲဆိုကြည့်ဟုတ်ဘူးလားဒီအလင်္ကာဖြုတ်ကြည့်ရခဏခဏငါပြောတယ်ဒီအလင်္ကာပါလာလို့ရှိရင်နင်တို့မိန်းကလေးတွေကကိုတော့တတ်တယ်အလင်္ကာအဖွဲနဲ့ပါလို့ရှိရင်ဟုတ်ရင်တော့ကမဲတင်ဆိုတာဒီဘောမင်းလက်ထက်တော့ကစိတ်စားပြီးတည်တဲ့ဥစ္စာအဲ့ဒီမှာဖိုးစီရဆိုလင်္ကာဆရာကြီးကသတင်းစာအရေးကောင်းတော့အဲ့ဒီမှာယတနာဘုံနေပြီးတော့သတင်းစာမှာအဲ့မဲတင်စိတ်စားပြီးသေးတဲ့အကြောင်းလေးတခါနဲ့တစ်ခွက်တစ်မဲ့လင်္ကာပတ်တဲ့နေဖွဲ့ပြီးရိတ်ထားစိတ်စားသေးတဲ့ဥစ္စာတွေ3-4ယောက်ပေါ်လာတော့ရက်ထားရဲ့မထင်နဲ့တော့နင်တို့မိန်းကလေးတွေအဲ့အယူထတဲ့နေရာမှာအကောင်းထတာလားမထရအောင်အယူထတာမှတော်တော်ထတယ်ဟုတ်တကယ်ပြောတာငါအဲ့အမျိုးတွေခဏခဏတွေ့တယ်မောင်ပွင့်ကောင်းတန်းတန်းဆိုတာကိုဝင်းတို့ရွှေပစုံမုံတိုက်ပေါ့အဲ့ဒီမှာသူကဖြာပုံဘက်ကနေနောက်ဆုံးမိကြတာမောင်ပွင့်ကတန်းကိုတခါခိုးပြေးလိုက်တာမင်္ဂလာဆောင်မှုလို့တဲ့တိုက်ကနေဆင်းပြီးတော့ကွန်တီနေတယ်ဟိုတယ်ကိုသွားတယ်တော့မှဂျားတဲ့ကားတင်ပြီးတယ်ဆိုတာအဲ့ဒါသတင်းစာတွေကသတင်းကောင်းသတင်းဥသတင်းတူးဆိုအတင်းလိုက်ပြီးထည့်ဆိုတာအဲ့ဒီမှာဘာမှအင်္ဂါသဘောတူပါတယ်ဆိုတော့ကားတင်ပြီးလိုက်ပြီးတယ်အဲ့လောက်ထက်ဖြစ်ကုန်တယ်နောက်တစ်ခါကျတော့ပြောရအောင်မှာကောင်မလေးတက်ကစစ်တန်းကျောင်းလူတွေအဲ့ဒါတကယ်အဖြစ်ပြက်အဲ့မှာငမိုးကြီးဒရာဝါနဲ့မေးရနေစမ်းဝဲစုလို့ဆိုတာပါဆိုသူလို့ဆိုတော့ငမိုးကြီးဒရာဝါနဲ့ရေးတဲ့ခုန်ချပြီးတွေ့တာတွေ့တဲ့ခါကျအဲ့ဒီဥစ္စာဟာဓာတ်ပုံလေးပါပေါ်ပြတယ်ကောင်မလေးဓာတ်ပုံလေးပါတယ်နည်းနည်းလေးပေါ့ဘိုးတော်ကတော့ပုံလေးပေါ့လေအဲ့ဒီဟာလေးပေါ်ပြတဲ့ခါကျဘယ်ကပေါ်ပြဆိုအထောက်တော်သတင်းစာပေါ်ပြတာပေါ်ပြတဲ့ခါကျတော့အဲ့ဒီမှာငမိုးကြီးဒရာမှာခုံချပြီးတီးလို့မလို့ရဲဆောင်နေရဒါတကယ်အဖြစ်ပြနော်ဟာကမလေးဘာလို့မလဲကျမကြောက်ကောင်းမှပဲသွားအလကအလုံးရှုပ်တယ်နင်တို့တွေရဲဟုတ်ပဲတရားဘောကင်းဆောင်နေရတယ်ကိစ္စအဲ့ဒီကငါ6မှာပထမဆုံးစပြောတာဒီအကြောင်းကိုပြောတဲ့ခါကျဘယ်လိုရှိလဲဆိုတော့အထောက်တော်လှအောင်ကရှေ့မှာပါတယ်ဟောပြောပွဲထဲမှာပါတယ်သူကရှေ့ရထိုင်ရဲလို့ငါအဲ့ဒါပြောတဲ့ခါကျဘုအောင်တင်းတယ်ခင်ဗျအဲ့ဒီဆိုကျွတ်လို့လိုက်တာတဲ့တရင်ခင်ဗျသိသားပဲလို့ငါသိသေးစီပါတကယ်လည်းသိပါအဲ့လိုဗျအဲ့နေမှာတဲ့သတင်းကမရှိဘူးဗျာတဲ့မရှိတော့အဲ့ကောင်မလေးသိရဆိုအဲ့ကောင်မလေးဓာတ်ပုံရှာကွာဆိုတော့ကုရ်အာန်ဆိုရဆက်ရှစ်တက်ဆိုတာဖြေဖို့လုပ်ထားတဲ့ form အဲ့ဓာတ်ပုံလေးနဲ့ကောက်ပြီးထည့်တာကျုပ်ထည့်လိုက်တာတဲ့သိသားပဲခင်ဗျနာမည်ဘာလို့ထည့်မပြောလို့ဘာလို့ပြောမှာလဲခင်ဗျနာမည်ပြောချင်လို့မဟုတ်ဘူးပဲအဖြစ်ပြက်တင်ပြောချင်တာပဲခင်ဗျသတင်းစာအပုတ်ချဖို့လည်းမဟုတ်ခင်ဗျကိုအပုတ်ချဖို့လည်းမဟုတ်ဘူးလို့ကျွတ်ဒါဖြစ်တတ်တဲ့ဖြစ်ပြက်ကိုသူပြောတာအဲ့ဒါပြောလိုက်ရထောက်တော့လာမှနောက်ထည့်ပြောပြမပြောဘူးဘာဆိုင်လို့ကျုပ်ဓမ္မတိဆန်ကြရပြောတာခမရနာမည်လည်းမလို့ဘူးအဲ့ဒါပဲထားအဲ့မသေးဘူးမထင်နဲ့သေးတာမိန်းကလေးတွေကဒီ
ပြောချင်တယ်ဒီပဲအဲ့မင်းတို့တွေဟာအလင်ဟာပေါ်တိပေါ်စားမဟုတ်ဘူးပြောတကယ်ပြောတာအဲ့အလင်ကိုဖြုတ်ကြည့်ရတယ်ဟာအလင်ဖြုတ်ကြည့်တဲ့ခါလေးရရုပ်ရှင်တို့ဇလန်းတို့နဲ့ပါလာတဲ့ခါကျသားဆိုးတယ်ဇလန်းနဲ့ပါလာသေးတယ်ရုပ်ရှင်ကလည်းပါသေးတယ်အဲ့ဒီပါတဲ့ခါကျတော့ဘယ်နှဖြစ်လို့ဆိုအဲ့အလင်ပိုးပြီးတော့အားရှိလာမြန်လေးပါငါနဲ့သူနဲ့တူသွားနေရသူကလက်တန်းတင်းနဲ့ငါဖုံးမြက်လို့ခေါ်လို့ရှိတယ်အဲ့မြန်လေးထားပါလားဟုတ်လားဒီသားတပြည့်ကောင်းတယ်သူ့တဲ့သူ့ကိုပြစ်ပြီးထွက်သွားတယ်ထွက်သွားပေါ့ဘာဖြစ်ကွဲသွားအဲ့အရက်တော့တယ်အရက်တော့ပေါ့ဘာဖြစ်တယ်သူကတော့ကောက်ဆိုပြီးတာတောက်ပြီးသွားတယ်သူအဲ့လိုမတောက်ဘူးဟုတ်လားဒါတဲ့ဥစ္စာအလင်္ကာနဲ့တောက်တာဟာတိုင်းလူကြီးမြန်လောကကြီးပြောင်းမြန်ဟာတိုင်းလူကြီးမြန်လောကကြီးပြောင်းမြန်အချစ်လူကငွေနဲ့ဆက်ဆံသိတန်းတောင်းတန်းတင်တောင်းမြန်မာအချစ်ကြီးချစ်မခင်ရဗျာခစ်ကြီးကိုကမကောင်းမြန်ပြောင်းတိပြောင်းဆန်းပြောင်းတိပြောင်းဆန်းမြစ်တာကအဝဲဝေကအချက်တရံဆွေစကားဆက်ကြပြန်တနာကြီးကိုမှဆွေမျိုးဆက်ချင်မြန်လာရေးကိုမှနေတမျိုးမှတ်ထင်မြန်ခါဝေးလေးဆိုတာတောင်းပြောင်းပြောင်းလို့တဝေထိုးဖတ်ချင်တဲ့ခိကဖောက်ပြန်စနစ်ကဖောက်ပြန်အချစ်ကဖောက်ပြန်အဲ့လေမာနှချောင်းငယ်မူဝိစာပေါက်လို့မူးနေတာပဲအကောင်းဆုံးဒီဖေးကျန်စိတ်ညီလဲတော့အဲ့တော့ဘယ်လိုဖြစ်လာလဲဆိုကြီးစားနဲ့ကွဲလို့ရှိရင်မဲ့အရက်တော့တော့မလို့ဖြစ်လာတယ်ပြောချင်တာအလင်္ကာဒါကြောင့်မလို့မိန်းကလေးတယောက်လှတယ်မလားဘူးဆိုတာသိချင်မနဲ့အေးရတာတွားကြည့်ဘာမှမလင်းရသေးဘူးဒီတိုင်းပဲကြောင်ပြောင်ပဲသပေဖို့ဖာညနာလေးပြောင်ပဲမူလတိုင်းရတယ်ပြင်းစင်ပြီးမှခဏ9မိနစ်10မိနစ်ဆိုတော့ပြီးသွားပြီအဲ့တော့မိန်းကလေးတယောက်တကယ်လှတယ်မလားဘူးဆိုတာသိချင်တဲ့မနဲ့အေးရတာကြည့်ရတယ်အဲ့တော့ဗကလေးတရားကိုသိချင်လို့ရှိရင်အလင်္ကာကိုဖြုတ်ကြည့်ရတယ်နော်ခုနကအလင်္ကာတွေဖြုတ်ကြည့်နိုင်ငံရေးမှာလည်းအလင်္ကာပဲတခင်နုဆိုလို့ရှိရင်အလုံးစကားပြောကောင်းတဲ့ပုဂ္ဂိုလ်တခင်နုကြားရတာမင်းတို့မကြားဘူးလို့သိကောင်းသူပြောတဲ့ဥစ္စာဆို community တွေကိုကျွန်တော်ပြန်တိုက်တော့မယ်ဒါပဲ49ခုနှစ်50အဲ့ဒီမှာတော့မှပြောခဲ့တယ်ဆိုတာငါကောင်းမှမိ50ထဲမှာကျွန်တော်ဟာငယ်ကလေးကအလုံးကြောက်တတ်ပါတယ်အလုံးတတ္တိနေပါတယ်ကျွန်တော်ကိုဘေးအောင်ပြီးတော့တရားသူကြီးလုံးမလားလို့မေးတဲ့အခါမှာတရားသူကြီးလုံးရင်လူတွေကိုထောင်ချလိမ့်မယ်လူတွေကိုကြိုးမိတ်ပေးရလိမ့်မယ်ငရဲကြီးလိမ့်မယ်ဆိုပြီးကြောက်လို့ကျွန်တော်တရားသူကြီးမလုပ်ခဲ့ဘူးဒီကနေ့တော့တိုင်းပြည်ကြီးကြောက်ထဲကြဖို့လို့လက်နှလုံးလောက်အလုံးမှာကျွန်တော်တတ္တိမကောင်းကျင်လို့မဖြစ်တော့ဘူးတိုင်းပြည်ကြီးကြောက်ထဲကြဖို့လို့ဘာမှလည်းမသိလက်နှလုံးတော့အလိုမှာတဲ့သူကတိုင်းထားတဲ့အတိုင်းပဲအဲ့တော့နားတော့လဲသူကငါများပါသွားမလားပေါ့အလိုဖြစ်တာတိုင်းပြည်ကြောက်ထဲကြဖို့လို့လက်နှလုံးတော့လည်းမှာကျွန်တော်ကတတ္တိမကောင်းရင်တော့မဖြစ်တော့ဘူးအဲ့ဒီတော့ community တွေကကျွန်တော်တို့တနန်းနဲ့တစ်ချက်ပြည့်ရင်ကျွန်တော်တို့ကအချက်200 300ပြန်မပြည့်ရင်တောင်မှတစ်ချက်တော့ပြန်ပြည့်ရတော့မယ်200 300ပြန်ပြီးပြည့်နိုင်ပါတယ်ပေါ့ဒါမှ200 300ပြန်မပြည့်ရင်တော့မှတစ်ချက်တော့ဆွဲတဲ့ခါကျ200 300နဲ့တစ်ချက်ထိဆွဲတဲ့ခါကျနားထောင်တော့အေးဘောဒီလောက်တော့လုံးဝမှာပေါ့ဆိုရင်နေရာတကာမှာအလင်္ကာတွေကဝိုင်းဝိုင်းလဲနေတာခင်ဗျားတို့ကျုပ်တို့ကောင်လေးတွေကောင်မလေးတွေဒီစားစားပေးတဲ့ခါမှာလည်းပဲအလင်္ကာဖြုတ်ကြည့်ဟုတ်လားဒီကောင်ဘယ်လိုကောင်းလဲသူ့အချိန်ကိုဘယ်လိုသုံးလဲဆိုတာအဲ့ဒါကိုကြည့်နောက်တစ်ခုကလောကကြီးမှာဘယ်တတ်တော်မှလည်းဆိုသူကသားတဲ့ဥစ္စာ၃ချက်ရှိတယ်ဆိုမှတ်ပြီလေကြိုးကြောင်းပညာကြီးခြင်းကိုယ်ကျင့်တရားရှိခြင်းနောက်တစ်ခါပါတယ်အလှပကိုခန်းစားပါဖန်တီးတဲ့ခြင်း
အဲ့ဒီအလှပခံစားမှသေးတဲ့ရှင်တော်မောအလင်းငါပါတယ်အဲ့ဒီသတိထားပြီးကြည့်ရတယ်အဲ့တော့အဲ့လိုနေအပြင်တိရစ္ဆာန်များတဲ့တာတဲ့အကြီးချင်းတွေကိုယ်မှရှိပြီးသားအကြီးချင်းတို့မြင့်တက်အောင်လုပ်တယ်လို့ခုနကပညာသင်နေစာတစ်ဖက်သားရဲ့အတွေ့အကြုံကိုလက်ဆင့်ကမ်းယူတာပါပဲအဲ့လိုလက်ဆင့်ကမ်းနိုင်တဲ့အတွေ့အကြုံမို့လို့တစ်ဖက်သားရဲ့အတွေ့အကြုံကိုယူနိုင်တဲ့စာဖတ်ခြင်းဓလေ့ကိုထူထောင်ကြပါကိုယ်အိမ်မှာကိုယ်ပိုင်